ဒါလေးကတော့ကျွန်တော်တို့လိန်တန်းခံစားနေရတဲ့ရမဲစင်းညွန့်နေတီကုန်းကြီးပါဘောနော်အဲ့ဒီကိုကျွန်တော်လာရောက်လူတာဖြစ်ပါတယ်ဒီလူထုတ်တွေထဲမှာကကျွန်တော်တို့စားတော့ကုန်း17မျိုးပါပါတယ်တထုပ်ကိုပေါ့နော်ရေတန်းကတ်တွေလည်းပါပါတယ်စံစီပါပါတယ်အသားတို့ဆက်ပြခဲဆက်ပြမုံတွေလည်းပါပါတယ်ဗျအားလုံး17မျိုးပေါ့ရှင်သေးကိုရစားပါပါတယ်ဗျဒီအလူလေးတွေကိုတော့ဒီကြီးရွာကိုတူပဲနဲ့အလူလေးကိုပေါ့နော်ကျွန်တော်တို့မမနင်းဥဆောင်တဲ့ထိုင်းရောက်မြန်မာပြည်ဘဝတိုင်းရင်းသားမိသားစုတွေကတူလန်းပေးတာဖြစ်ပါတယ်ခင်ဗျအားလုံးသာဓုခေါ်လို့ရပါပြီခင်ဗျကျွန်တော်တို့ဒီဒုက္ခသေနာဒုက္ခချမ်းသာဒုက္ခမေတ္တာကိုရကဥဆောင်ပြီးတော့ကျွန်တော်တို့လာရောက်တူလန်းတာဖြစ်ပါတယ်ခင်ဗျဒါလေးကတော့ကျွန်တော်တို့လိန်တန်းခံစားနေရတဲ့ရမဲစင်းညွန့်နေတီကုန်းကြီးပါဘောနော်အဲ့ဒီကိုကျွန်တော်တို့လာရောက်လူတာဖြစ်ပါတယ်ဒီလူထုတ်တွေထဲမှာကကျွန်တော်တို့စားတော့ကုန်း17မျိုးပါပါတယ်တထုပ်ကိုပေါ့နော်ရေတန်းကတ်တွေလည်းပါပါတယ်စံစီပါပါတယ်အသားတို့ဆက်ပြခဲဆက်ပြမုံတွေလည်းပါပါတယ်ဗျအားလုံး17မျိုးပေါ့ရှင်သေးကိုရစားပါပါတယ်ဗျဒီအလူလေးတွေကိုတော့ဒီကြီးရွာကိုတူပဲနဲ့အလူလေးကိုပေါ့နော်ကျွန်တော်တို့မမနင်းဥဆောင်တဲ့ထိုင်းရောက်မြန်မာပြည်ဘဝတိုင်းရင်းသားမိသားစုတွေကတူလန်းပေးတာဖြစ်ပါတယ်ခင်ဗျအားလုံးသာဓုခေါ်လို့ရပါပြီခင်ဗျကျွန်တော်တို့ဒီဒုက္ခသေနာဒုက္ခချမ်းသာဒုက္ခမေတ္တာကိုရကဥဆောင်ပြီးတော့ကျွန်တော်တို့လာရောက်တူလန်းတာဖြစ်ပါတယ်ခင်ဗျ